မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့မြန်မာဂီတလောကမှာပရိသတ်တွေရဲ့မြတ်တာကိုအပြည့်အဝရရှိထားပြီးအမြဲတမ်းတောက်ပနေတဲ့ပြည်သူ့ချစ်တော်မင်းသားလေးဆိုင်းရမို့ရဲ့စတိတ်ချိုးဖြောပြရဲ့အခိုက်အတန့်လေးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်你老弟没把笑，人家都好的，你那是也来吹哪来了？还没，我这这出去到底还有看着吗？没完了，听没到，人家这窟窿嘛，再说这窟没事，没来了，那看你干嘛说的？这看你呀，这家人你有没有？啊，就是，没，就是说嘞，比如嘛，个偏户的呀，啥的呀，别看好，你这你也不就那个了呗？就那个嘞，就那个说，故意过三年三年嘛说嘞，人家都故意样了，故意啊，你呢？တင်ပြပေးတယ်လမ်းညွှန်ပေးတယ်ဟောခုကျတော့ဆရာလင်္ကာဒီပါဆရာဘောတို့တင်ပြမှုနဲ့ဘာသာမနာရလို့ဖြစ်လာတော့ဗောနော်ရမလို့လားကလေးမင်းချစ်သူလားဘာရှင်းကောက်မယ်လေတပုတ်ကကိုကြီးအားပေးမယ်ဒီကခဏလေးတော့ကျွန်တော်ပြင်းလို့ရလို့မဟုတ်ဘူးမကကျင်လို့ဩမဟုတ်ပါဘူးညီလေးတို့ကကြည့်ကျင်လို့နော်အဲ့ဒါမှဘာတွေကလဲကျွန်တော်အဲ့ချိန်ကျအနောက်မှာမိတ်ကပ်ပြင်လို့မသိဘူးဒီအခုကျမှကျွန်တော်တက်တက်ကြီးနဲ့တင်နေဒီပေါ်မှာအဲ့ဒါကောက်လားသူပြောင်းတော့ ရှိကုန်တယ်လေကြားနေရတယ်ညီလေးညီကုန်တယ်ခဏမှမကူရောက်နေဟမ်ရှိကုန်တယ်လေ ဒီမို့အခါလည်းမရောက်လာမရောက်လာဟုတ်တယ်တခုခုကိုဘယ်နာမညီတော့ဘူး ရှိကုန်တယ်လေ ရပါဘူးခါပါတော့ ဒေးတဲ့ခင်ဗျာအနုပညာတရဏရှောင်းမှာကြိုးစားထုတ်မှုတွေနဲ့အတူရိုးသားစိတ်ဓာတ်အပြည့်ရှိတာကြောင့်လည်းခေတ်ဆက်ဆက်ပရိသတ်တွေရဲ့အသေးဆွဲမင်းသားတစ်ပါးအဖြစ်ခိုင်ခိုင်မာမာရည်တည်နေတာဖြစ်ပါတယ်ဒီလိုမြတ်တာတွေအပြန်အလှန်ပေးနေတဲ့မြင်ကွင်းကတော့တကယ်ကိုကြည့်ရတာရင်ထဲမှာအေးမြစေပါတယ်ဆွေမင်းသားကြောလေးခုအောင်ကိုဝေး ဘာခုလား ဟုတ်တယ် ခု လာမလားဟော ဒါကြောင့်မလို့ရှင်နေခုံနေတာ ကျင်းတဲ့လေဟောလောက်တာခါလည်းလောက်ပါဦး ခု တဲ့လေ ခုရင်တင်သားမယ် ဝါ ဟေး ဘာဖြစ်လဲတော့ခုလိုပရိသတ်တွေနဲ့မင်းသားလေးတို့ကြားကမြစ်တာတန်ကြီးလေးတွေကိုမြင်တွေ့ရတာအကိုလိုရောဘယ်လိုခံစားရပါသလဲမင်းသားဆိုင်ရင်မှုကိုအချစ်စုပေးခြင်းရင်တော့ကွန်မန့်မှာရေးခဲ့ကြပါအောင်နော်နောက်ထပ်လည်းဒီလိုမျိုးကြီးရတာရင်အေးစရာဖျော်ဖြေမှုဗီဒီယိုကောင်းတွေကိုအမြဲတမ်းတင်ဆက်ပေးသွားပါမို့ line နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်